ပရိစိတ်ချင်းနဲ့တရားထိုင်ခြင်းဆိုတာပရိစိတ်ချင်းဟာလေပြောမယ်ဆိုလို့ရှိရင်စနစ်တကျစိတ်ပဲဆိုလို့ရှိရင်သူဟာလည်းပဲသမထကမ္မထံသဘောမျိုးဖြစ်တယ်စနစ်တကျအာယုံပြုတတ်မယ်ဆိုအဲ့ဒါလိုမဟုတ်ဘဲနဲ့မြတ်စွာဘုရားရဲ့ခုံတော်တွေကိုရည်တွက်နေတဲ့အရေးအတွက်ပေါ်မှာအသုံးပြုနေမယ်ဆိုလို့ရှိရင်ဒါကတော့ခေါင်းတင်းလုပ်နေတာမန္တရရွတ်ထာလို့ပဲအချိန်တွက်နေတာသာဖြစ်မယ်အဲ့ဒါလိုမဟုတ်ဘဲနဲ့ပရိကင်ပြီးတော့အလုံးတိုင်းမှာမြတ်စွာဘုရားရဲ့ဂုဏ်ကိုအာယုံပြုပြီးတော့အလုံးတိုင်းမှတ်သားနိုင်မယ်ဆိုလို့ရှိရင်သမထကမ္မထာဖြစ်တယ်ပရိစိတ်တယ်ဆိုတာသမထကမ္မထာအဲ့မှာဘုရားဂုဏ်ကိုအာယုံပြုပြီးတော့ပရိစိတ်တာရှိတယ်တခြားဒီကိုယ်တဏ္ဍမှာ32ခေါတ္တသဆိုတာအာယုံပြုပြီးတော့ပရိစိတ်ကြတာရှိတယ်အမျိုးစုံပဲရှိတယ်တမန်အဖြစ်ပြောလိုက်တာပရိစိတ်ခြင်းဆိုတာရှင်ဘုရားအဖြစ်တော့ဘုရားဂုဏ်နဲ့ပရိစိတ်ကြတာများတယ်ပေါ့ဒါတွေကတန္တရမန္တရခတ်ဆန်ဆန်လုပ်တဲ့အလုပ်တွေရွတ်ယုံနှုတ်ကရွတ်တဲ့အချိန်ဟိုသာရေတွက်နေလို့ရှိရင်ကတော့သူကကမ္မထာထိုင်ခြင်းနဲ့ကြွားချတယ်လို့ပြောတရားထိုင်ခြင်းနဲ့ကြွားချတယ်တရားထိုင်ခြင်းဆိုတာဟာလည်းပဲအတူတူပဲငုတ်တော်ထိုင်နေစိတ်ကတောင်တွေးမြောက်တွေးနေလို့ရှိရင်ဘာမှမထူးငုတ်တုတ်ထိုင်နေထိုင်ရဲ့အိတ်တယ်ဒါလည်းဘာမှမထူးအဲ့တော့တရားထိုင်နေဆိုတဲ့နေရာမှာသမာဓိရအောင်ထိုင်နေတတိတွေတိုးတက်လာအောင်ထိုင်နေသမာဓိတွေမြင့်လာအောင်ထိုင်နေဒီအာယုံသဘောတွေကိုထင်ထင်ရှားရှားသိလာအောင်ထိုင်နေဆိုလိုတာကတတိတွေတိုးတက်လာအောင်သမာဓိတွေတိုးတက်လာအောင်ပညာတွေတိုးတက်လာအောင်စိတ်ကိုတည်ငြိမ်စွာထားပြီးကြိုးစားတာမှတရားထိုင်တယ်လို့ပြောတာထိုင်တိုင်းတရားမဟုတ်ဘူးလို့မှစိတ်ပတိနေတိုင်းစိတ်ချင်းအကျိုးကိုသိလိုပါသည်စိတ်ကြည့်ပေါ့နော်စိတ်ကြည့်ပြီးတော့ကိုလိုချင်တဲ့ဟာလေးတခုတောင်းချရလားမရလားလို့နော်အဲ့ဒါမှပြောလို့ရမယ်တချို့တလေလေပရိစိတ်လို့အကျိုးရတယ်လို့ပြောတဲ့ပုဂ္ဂိုလ်လည်းရှိတယ်နော်ဘာပဲဖြစ်ဖြစ်ကိုလုပ်တဲ့လုပ်ဟာဘုရားကုံကိုအာယုံပြုပြီးတော့ရွတ်ဆိုနေတယ်ဘုရားကုံကိုအာယုံပြုပြီးတော့နှလုံးသွင်းနေတယ်ဆိုလို့ရှိရင်တော့တနည်းနဲ့တချိန်ဘုရားကုံအာယုံပြုနေတဲ့အချိန်မှာဒေါသလည်းမဖြစ်ဘူးလောဘလည်းမဖြစ်ဘူးဆိုတဲ့အကျိုးကတော့သိချပေါင်းရစိတ်တည်ငြိမ်နေဆိုတဲ့အကျိုးကတော့သိချပေါင်းရအဆန်ရတာမရတာမသိဘူးအဲ့ဒါတော့နော်စိတ်တည်ငြိမ်မှုဆိုတာတော့ရတယ်သေးချာပရိစိတ်ပဲဆိုလို့ရှိရင်တော့ပရိစိတ်နေတဲ့အချိန်မှာလောဘမဖြစ်ဘူးဒေါသမဖြစ်ဘူးမောဟမဖြစ်ဘူးအဲ့ဒါလို့မဖြစ်ဘူးပဲနဲ့ဘုရားကုံတော်မှာအာယုတန်တမတ်ရောက်နေအဲ့ဒီစိတ်ငြိမ်းချမ်းမှုဆိုတဲ့အကျိုးရတယ်။ဘာနှဝင်းမဲ့စိတ်ဘုရားကုံတော်စိတ်တဲ့ဆိုရင်တော့ဘုရားကိုအာယုပြုနိုင်ရင်တော့ကုသိုလ်ရတယ်။နော်။ဘုရားကိုအာယုပြုနိုင်ရင်ကုသိုလ်ရတယ်။ဘုရားကိုအာယုမပြုဘဲနဲ့ဒီကပရိစိတ်လို့ရလာမဲ့အကျိုးလောဘဇောနဲ့စိတ်ရင်ကတော့ဒါလောဘဟာအကုသိုလ်ပဲ။လောဘဟာအကုသိုလ်ပဲ။ဘုရားကိုအာယုပြုပြီးတော့စိတ်တဲ့အချိန်မှာဘုရားကိုအာယုပြုနိုင်ပြီဆိုရင်တော့ဒါကုသိုလ်လို့ပဲပြော